အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရက်ပိုင်းရာသီအကူပြောင်းကာလမှာနေမကောင်းဖြစ်သွားပြီးဗီဒီယိုတွေတိတ်မတင်ပြတဲ့အတွက်အရင်ဆုံးအနေနဲ့ပရိသတ်တွေအားလုံးကိုတောင်းပန်ပါတယ်အားလုံးလည်း queue site ကြဖို့ကိုမှာချင်ပါတယ်ဒီတစ်ခေါက်ပြပပေးခြင်းတဲ့အကြောင်းအရာလေးကတော့လာမယ့်9ရက်နေ့မှာထိုးတက်သွားမယ့် Alexander Pantoja နဲ့ Joshua Van တို့ရဲ့တွဲဆန်းအကြောင်းကိုပြပပေးခြင်းပါတယ်ပန်တိုဂျာအနေနဲ့ကတော့ Joshua Van ကို Rieni ကတ်ချုံနဲ့ finish ပြမယ် Van အနေနဲ့ကတော့ပန်တိုဂျာကို knockout ချပြမယ်လို့ဆိုထားပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီး UFC ရဲ့ fighter တချို့ကတော့ဒီပွဲမှာ Alexander Pantoja ကပဲသူ့ရဲ့ champion ဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့သုံးသပ်ထားကြတယ်ဒီပွဲပေါ်ကျွန်တော်တူတဲ့အမြင်အရပြောရမယ်ဆိုရင် Pantoja အနေနဲ့ကတော့လုံးဝလွယ်ကူမဲ့ပွဲတော့မဟုတ်ဘူးအရှေ့ပိုင်းမှာ Pantoja အနေနဲ့က champion ဂုဏ်ပုဒ်ကိုအချိန်ချင်းကာကွယ်မှုတွေပြုလုပ်ထားတယ်ဆိုပေမဲ့ဒီတစ်ခေါက်မှာသူတွေ့ရမယ့်ပြိုင်ဘက်ကတော့လုံးဝမတူတဲ့ပြိုင်ဘက်နဲ့တွေ့ရမှာဖြစ်ပါတယ်Joshua Van ပြောသလိုပြောရမယ်ဆိုရင်တော့ Pantoja အနေနဲ့ကတော့တကယ် great fighter ပါဒါပေမဲ့သူက Joshua Van နဲ့တော့မထိုးဘူးသေးပါဘူး He's a great champion but he ain't never fought Joshua Van The fight start ကျွန်တော်အမြင်အားဆိုရင်အသက်အရွယ်ပိုင်းကကွာခြားမှုရှိလို့ကာဒီယိုပိုင်းမှာလည်းကွာခြားမှုတွေရှိနိုင်တယ်Pantoja အနေနဲ့က3ချီများတော့ရောက်ရင်တက်လုံပိုင်းကစကားပြောလာတာကိုတွေ့ရပင်မဲ့တချို့တွေပြောတာကတော့ Pantoja ကတက်လုံကျသွားပင်မဲ့ power ပိုင်းမှာကျမသွားဘူးဒါပေမဲ့ striking accuracy ပိုင်းမှာတော့ကျသွားပါတယ်ဒီနေရာမှာတခုပြောချင်တာက Van အနေနဲ့ကရောက်တိတ်တောင်းတက်ဖန်ပိုင်းမှာဘယ်လောက်ထိပြင်ဆင်ထားလဲအရင်ကရင်ဆိုင်ခဲ့ရဘူးတဲ့ကိုဒီတာတန်တက်ဆူရိုတာယာတို့နဲ့ပွဲကားထပ်ပိုးတဲ့တိတ်တောင်းတက်ဖန်မျိုးကိုဒီပွဲမှာပြနိုင်မလားဆိုတာဆက်ပြီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ပွဲချိန်နီးကပ်လာတဲ့များကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးတွေကိုဆက်ပြီးတင်သွားဖို့ရှိတဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်